တရုတ်ကထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ Justice Mission 2025လို့အမည်ပေးထားတဲ့စီရေးလေ့ကျင့်မှုတွေကိုတနင်္လာနေ့မှာစတင်လိုက်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။တရုတ်စစ်တပ် PLA ရဲ့အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာနကထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာကြီးရည်လီနဲ့အမြောက်တပ်ဖွဲ့တွေပါဝင်မဲ့စီရေးလေ့ကျင့်မှုတစ်ခုပြုလုပ်မယ်လို့ကြေညာထားတာဖြစ်ပါတယ်။လာမယ့်အင်္ဂါနေ့မှာလက်နက်ခဲယဉ်အစစ်တွေအသုံးပြုပြီးစတင်လေ့ကျင့်မယ်လို့လည်းတရုတ်အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာနကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းအနီးစစ်ရေးလေ့ကျင့်တာနဲ့ပတ်သက်ပြီးထိုင်ဝမ်အစိုးရကဒီမိုကရေစီကိုအစွမ်းကုန်ကာကွယ်မယ်လို့ထုတ်ပြန်ခဲ့ပြီးကျူးကျော်တိုက်ခိုက်လာမယ့်အခြေအနေကိုတွက်ဆကစစ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့ထုတ်ပြန်ပါတယ်။တရုတ်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့ထိုင်ဝမ်ကျွန်းကိုဝန်းရံထားတဲ့ဇုံကအခုမှစစ်ရေးလေ့ကျင့်မဲ့နေရာတွေသတ်မှတ်ထားပြီးမနက်၈နာရီကနေစလို့10နာရီကြာအောင်မြေပြင်ဝေဟင်နဲ့အမြောက်ပစ်ခတ်မှုတွေကိုခဲယဉ်အစ်စ်တွေနဲ့လေ့ကျင့်မယ်လို့ဆိုထားပါတယ်။အခုစီရေးလေ့ကျင့်မှုဟာ2022ခုနှစ်ကအမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီထိုင်ဝမ်ကိုလာရောက်လက်ပတ်ပြီးနောက်ပိုင်းတရုတ်စစ်တပ်ကထိုင်ဝမ်ကျွန်းအနီး6ကြိမ်မြောက်အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်တာလည်းဖြစ်ပါတယ်။အမေရိကန်ကထိုင်ဝမ်ကိုဒေါ်လာ1.1ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေရောင်းချမယ်လို့ကြေညာပြီးချိန်မှာတရုတ်ဘက်ကအခုလိုစစ်ရေးလေ့ကျင့်မှုတွေလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။အဲ့ဒီလက်နက်ရောင်းချမှုကိုတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကကန့်ကွက်ခဲ့ပြီးပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။တရုတ်စစ်တပ် PLA ရဲ့အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာနပြောရေးဆိုခွင့်ရှိသူရှီယီကဒီစစ်ရေးလေ့ကျင့်မှုဟာထိုင်ဝမ်ခွဲထွက်ရေးသမားတွေနဲ့ပြည်ပဆွတ်ဖက်မှုတွေကိုပြင်းထန်တဲ့သတိပေးချက်လည်းဖြစ်တယ်လို့ပြောပါတယ်။ထိုင်ဝမ်အစိုးရကတော့ဒီစစ်ရေးလေ့ကျင့်မှုကိုရှုံချပြီးတာဝန်မဲ့တဲ့ရန်စမှုတွေမလုပ်ဆောင်ဖို့တရုတ်ကိုသတိပေးကြောင်းကြေညာခဲ့ပါတယ်။ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့24နာရီအတွင်းတရုတ်စစ်လေယာဉ်2စီးနဲ့သင်္ဘော17စီးတို့ဟာကျွန်းပတ်လည်မှာစစ်ရေးလေ့ကျင့်မှုအတွက်လှုပ်ရှားမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ဒီချင်းချောက်မှုတွေအတွက်ထိုင်ဝမ်အနေနဲ့လှည့်လည်မြန်မြန်တုံ့ပြန်နိုင်ဖို့လေ့ကျင့်ရေးတွေလှုပ်ဆောင်ထားတယ်လို့လည်းဆိုပါတယ်။တနင်္လာနေ့အစောပိုင်းကနေစလို့တရုတ်စစ်ဘက်ဆိုင်ရာသင်္ဘောတစ်စီးနဲ့လေယာဉ်အများပြားဟာထိုင်ဝမ်ကမ်းခြေမှာရေမိုင်24ရေမိုင်အကွာအတွင်းကိုရည်ရွယ်ချက်ရှိရှိချင်းကပ်လာတယ်လို့လည်းထိုင်ဝမ်လုံခြုံရေးအရာရှိတဦးကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်